ဇက်ကားခွင့်တနေ့အပိတ်ခံရကတက်လန်းပိတ်တော်မင်းအောင်စဘူးကိုအခုလိုကဲတင်လိုက်တဲ့ဖို့ချစ်ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာစသဖြင့်လောကမှာလူပြောများဆုံးဖြစ်ခဲ့တဲ့တဲ့ရင်ကတော့နာမည်ကြီးမင်းသားလေးအောင်စဘူးရဲ့ဇက်အဖွဲ့တနေ့တီတီကပြခွင့်အပိတ်သိမ်းခံရတဲ့ကိစ္စပါဒီပြဿနာမှာတပင်ဥက္ကဋ္ဌဖို့ချစ်ကိုအထင်လွဲဆွဆွဲမှုတွေအများကြီးရှိခဲ့ပေမဲ့တကယ်တမ်းအောင်စဘူးရဲ့တက်လန်းပိတ်မသွားအောင်ဖို့ချစ်ကဘလို့ကဲတင်ပေးခဲ့ပါသလဲအောင်စဘူးဇက်ဖွဲ့အပိတ်ခံရတာကဖိုးချစ်တို့အဖွဲ့ကပိတ်တာမဟုတ်ပဲဇက်ခုံဘော်ကပြက်လုံးနေမှာမတန်ဆွမ်းသူတွေကိုလှောင်ပြောင်ပြီးလို့နိုင်ငံတကာအသိမှတ်ပြု NGO ဖြစ်တဲ့ရွှေမင်းသားဖောင်ဒေးရှင်းကနေတရားဝင်တိုင်ကြားရကဝင်ကြီးဌာနကနေတိုက်ရိုက်အရေးယူခံခဲ့ရတာပါဒါပေမဲ့အောင်စဘူးကိုအရန်ချစ်တဲ့ပရိသတ်တချို့ကဥပဒေပိုင်းကိုသိချမသိပဲအောင်မြင်မှုတွေကိုမနာလိုပိတ်တယ်ဆိုပြီးဖိုးချစ်ကိုလိုင်းပေါ်မှာပြင်းပြင်းထန်ထန်ဆွဆွဲဝေဖန်ခဲ့ပါတယ်ပွဲကဖို့ပြင်ဆင်နေချိန်အပိတ်စာထွက်လာလို့အောင်စဘူးရောဇက်အဖွဲ့သားတွေပါစင်ပေါ်မှာမျက်ရည်ကျခဲ့ရပါတယ်ဇက်အဖွဲ့တစ်ဖွဲ့တစ်နှစ်မကရရင်နောက်ကဇက်အဖွဲ့သားပေါင်းများစွာရဲ့စောင်းဝင်နေရပါဒုက္ခရောက်သွားနိုင်ပါတယ်ဒါကိုသိတဲ့ဖိုးချစ်ကကိုဆွဆွဲနေတဲ့ကြားကနေသက်ဆိုင်ရာဌာနတွေစီကိုအမြန်ဆုံးစာထုတ်ပြီးတော့ဇက်အဖွဲ့သားတွေဘဝမပြတ်စေဖို့တက်ညာပြီးရင်အစွမ်းကုန်အသနာခံတင်ပြပေးခဲ့ပါတယ်ဖိုးချစ်ရဲ့ကိုကျုံစွန်ကြိုးပမ်းမှုတွေကြောင့်အခုဆိုရင်တော့အောင်စဘူးဟာလက်ရှိပွဲစဉ်တွေကိုဆက်လက်ကပြခွင့်ပြန်လည်ရရှိသွားပါပြီ။ဒါပေမဲ့ပြဿနာအပြီးပြတ်ဖို့အတွက်ရွှေမင်းသားဖောင်ဒေးရှင်းကိုတော့ကျင်းတဲ့အထိတွားရောက်ပြီးတော့တောင်းပန်ရအောင်ပါပါ။ကဲပရိသတ်ကြီးရောအထင်လွဲခံရတဲ့ကြားကညီငယ်အောင်စဘူးကိုကဲတင်ပေးခဲ့တဲ့ဥက္ကဋ္ဌဖိုးချစ်ရဲ့မြင့်မြတ်တဲ့စိတ်ထားတွေပေါ်မှာဘလို့ထင်ပါသလဲရှင်။ခန်းစားပြောက်တယ်ဆိုလို့အများများကအရှုံးပွဲရေကိုလူတောက်နေကြတဲ့ဖြစ်ရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။အခုတလောလူမှုကွန်ရက်မှာအတော်လေးဝေဖန်မှုမြင့်တက်နေတဲ့အေအောင်ဒီတိုင်းမြောင်းမြောင်းမျိုးနဲ့ကျွန်းတိတ်ကြီးရွာကလေခွင်းတွေကရွှွန့်ရည်တောက်သုံးမှုအကြောင်းကိုပြပြချင်ပါတယ်။လေခွင်းတွေကရှင်းဟောင်းဖျားဆင်းတို့တော်တဆူတူဖို့တွေ့ရှိရာကနေအဲ့ဒီကျင်းတွေကရွှွန့်ရည်တွေကိုဖျားပေးတဲ့ဆေးဆိုပြီးတော့ယောဂပေါင်းစုံပျောက်ကင်းဖို့တန်းစီတိုးဝေတောက်သုံးနေကြတာပါ။ခင်စာဆေးကြိုသွေးတိုးကအစ HIV AIDS လို့ယောဂဆိုးကြီးတွေအထိပျောက်ကင်းနေဆိုတဲ့ရုံတန်းစကားတွေအကြောင်းရေတံဘူးတွေနဲ့ပါခတ်ယူပြီးတော့ပွဲတော်ကြီးတစ်ခုလိုဖြစ်နေပါတယ်။ဒါပေမဲ့လက်တွေ့ကြကြစဉ်းစားကြည့်ရအောင်ပါ။လေကွင်းဆိုတာနှစ်ပေါင်းများစွာစိုက်ပျိုးရေးအတွက်သုံးဆွဲခဲ့တဲ့ပိုးသက်စီ၊ပေါင်းသက်စီနဲ့ဓာတ်မြေဩဇာတွေမြည်ကြီးတဲ့စိတ်ဝင်နေတဲ့နေရာပါ။ဒါအပြင်တရိษံအညစ်အကြေးတွေနဲ့ယောဂပူးမွားတွေဒူးနဲ့တည်ရှိနေတဲ့ဒီလိုညဉ့်ညမ်းတဲ့ရွှွန့်ရည်ကိုတောက်လိုက်ရင်ယောဂပြောက်ဖို့နေတတာဓာတုအစိတ်တင်ပြီးတော့ကြောက်ကတ်နဲ့အသေးချက်ချင်းပျက်စီးတာပြင်းထန်တဲ့ကာလဝမ်းယောဂဖြစ်တာစားတဲ့အသက်အန္တရာယ်တွေနဲ့ချက်ချင်းရင်ဆိုင်ရနိုင်ပါတယ်။ကျန်းမာရေးအရာထွက်ပေါက်ပိတ်နေတဲ့သူတွေရဲ့မျှော်လင့်ချက်ကိုနားလည်ပေးလို့ရပေမဲ့အသိဉာဏ်နဲ့စင်ကြင်တော်တရားကင်းမဲ့သွားတာကတော့တကယ့်ကိုရင်လေးစရာပါ။ယောဂဖြစ်ရင်နားလေတက်ကြွတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြသဖို့အတွက်တိုက်တွန်းလိုပါတယ်ရှင်။တရုံမုံစားမိလို့အနေဆန်ရောက်သွားတဲ့ပအုံးမလေးနန်ရီအောင်အသက်28နှစ်အရွယ်မနန်ရီအောင်ကထိုင်းနိုင်ငံမှာလှုပ်လှုပ်ကိုင်းရင်မိသားစုရှိရာမြန်မာပြည်ကိုဖေဖော်ဝါရီလ20ရက်နေ့မှာအပြေးပိုင်ပြန်ဖို့အတွက်ပြင်ဆင်ထားတဲ့သူပါဒါပေမဲ့အိမ်ပြန်ဖို့တရက်အလိုမှတင်အစားအသောက်ကြောင့်အနေဆန်ရောက်ခင်ရလို့မိဘတွေကတော့သမီးဖြစ်သူကိုအသက်မဲ့တဲ့ခန္ဓာကိုယ်နဲ့သာကြေကွဲစွာနဲ့ဆုံတွေ့လိုက်ရပါတယ်ဖြစ်စဉ်ကတော့အပြင်မှာလူကြံများတဲ့တရုတ်နိုင်ငံထုတ်ကျူးကျော်အဆက်မုံထုတ်တွေကိုအများပြားစားမိခဲ့ရကနေစတင်တာပါသူမကနေမကောင်းဖြစ်နေတဲ့ကြားကဒီမုံတွေကိုကြက်စီထမင်းကြက်အုံနောက်တင်နဲ့ပါရောနှောစားခဲ့မိလို့ပြင်းထန်တဲ့အစာအဆိပ်အသေးမှုနဲ့ဓာတ်မတည့်မှုတွေအလက်ချစ်ဝေဒနာတွေကိုခံစားခဲ့ရတာပါစားပြီးခဏမှတင်အော်အန်ပြီးတော့မျက်နှာကစားလို့တကူလုံးဖောရောင်လာကောင်အသက်ရှူရက်သွားခဲ့တာဖြစ်ပါတယ်ဈေးကွက်ထဲကအရေးသွေးမမီတဲ့တရုံမုံတွေမှာပါတဲ့တာရှည်ခံစေးအချုံမုံနဲ့အဆိုးစေးတွေကအသေးကြောက်ကနဲ့နှလုံးကိုဒုက္ခပေးနိုင်တဲ့အပြင်အခုလိုချက်ချင်းအသက်ဆုံးရှုံးနိုင်တဲ့အထိအန္တရာယ်ကြီးပါတယ်အထူးသဖြင့်အဝေးရောက်လို့သားတွေအနေနဲ့မိသားစုနဲ့ဝေးကွာနေချိန်မှာကိုယ့်ရဲ့ကျန်းမာရေးကိုနံပါတ်1ထားပြီးတော့ဂရုစိုက်ကြဖို့လိုအပ်ပါတယ်ပရိသတ်ကြီးတို့ရဲ့ပတ်ဝန်းကျင်မှာရောအခုလိုအဆက်မုံထုတ်တွေကိုဆွဆွလန်းလန်းစားတတ်တဲ့သူတွေရှိလားဆိုတာပြောသွားခဲ့ပါဦးနော်